ကမ္ဘာဂီတလောကရဲ့အကြီးကျယ်ဆုံးညဖြစ်တဲ့2026 Grammy ဆုပေးပွဲကြီးကတော့ခမ်းနားထည်ဝါစွာနဲ့ကျင်းပပြီးစီးသွားကြပြီပဲဖြစ်ပါနဲ့ဒီနှစ်မှာတော့ဆုရလက်တွေထက်ပိုပြီးလူပြောအများဆုံးဖြစ်ခဲ့တာကတော့ Red Carpet ပေါ်မှာတဦးနဲ့တဦးအပြိုင်အဆိုင်ဝတ်ဆင်လာကြတဲ့အလန်းစား fashion တွေပဲဖြစ်ပါတယ်ခေတ်သစ်နဲ့ရှေးရောင်းအမှုပညာတွေပေါင်းစပ်ထားတဲ့ဒီနှစ်ရဲ့ fashion ရည်စည်းကြောင်းကတကယ်ကိုမြင့်သက်စရာပါပဲဒီနေ့ Red Carpet ပေါ်မှာအဓိကလွှမ်းမိုးထားတာကတော့ Gothic Glamour လို့ခေါ်တဲ့အနက်ရောင်ဝတ်စုံဆန်းဆန်းပြပြတွေနဲ့ Timeless White ဆိုတဲ့အဖြူရောင်ဂန်တဝေအlö့တွေပဲဖြစ်ပါတယ်အမှုပညာရှင်တော်တော်များများဟာသူတို့ရဲ့ကိုယ်ပိုင်ဟန်ကိုအဝတ်အစားတွေကတဆင့်ရဲရဲဝံ့ဝံ့ဖော်ပြလာကြတာကိုတွေ့ရပါတယ်အထူးသဖြင့်ဇာပန်းခွင်တွေငှက်မွေးစီချေမှုတွေနဲ့လက်နဲ့တီးခြားချုပ်လုပ်ထားတဲ့ design ဆန်းတွေကဒီနေ့ရဲ့အမှတ်အသားတွေဖြစ်လာခဲ့ပါတယ်။ Fashion ဆိုတာအဝတ်အစားတစ်ခုတည်းတင်မဟုတ်ဘဲအမှုပညာရှင်တစ်ယောက်ရဲ့သတင်းစကားပေါင်းမှုလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအလေးထားတဲ့ပြန်လည်အသုံးပြုထားတဲ့အထည်တွေကိုအဆင့်မြင့် design တွေအဖြစ်ပြောင်းလဲဝတ်ဆင်လာတာကိုတိတိတသားတွေ့မြင်ခဲ့ရပါတယ်။ဒါအပြင်ရိုးရာယဉ်ကျေးမှုနဲ့ဤပညာအသစ်တွေကိုပေါင်းစပ်ထားတဲ့ 3D printed ဝတ်စုံတွေကလည်းပွဲကြည့်ပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ခြုံငုံပြောရရင်2026 Grammy ဟာဂီတအတွက်တင်မကပဲကမ္ဘာ fashion လောကအတွက်ပါလမ်းသစ်ထွင်ပေးလိုက်တဲ့ညတညဖြစ်ခဲ့ပါတယ်။စမ်းသစ်မှုရဲရင့်မှုနဲ့ကြော်ရှင်းမှုတွေပေါင်းစပ်နေတဲ့ဒီနေ့ရဲ့ Red Carpet ဟာနောက်နှစ်တွေအတွက်ပါ fashion စံနှုန်းအသစ်တွေကိုသတ်မှတ်ပေးလိုက်တာပါ။ပရိသတ်ကြီးကတော့ဒီနေ့ရဲ့ best dressed အထက်ဘလို့ပုံစံမျိုးကိုသဘောအကျဆုံးလဲ fashion လောကရဲ့စိတ်ဝင်စားစရာတွေကိုဆက်လက်တင်ဆက်ပြီးဦးမှာမို့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ